စိတ်ထွက်ပေါက်များထွက်ပေါက်ဆိုတာကိုပါဠိဘာသာနဲ့ဘုရားမြတ်စွာကနေတ္တရဏဆိုတဲ့စကားလုံးကိုအသုံးပြုတယ်နေတ္တရဏဆိုတာထွက်ပေါက်ပဲဒီစုံတစ်ခုအခိုက်အခဲအကြတဲတွေနဲ့ကြုံတွေ့နေတဲ့အခါမှာလူတွေကထွက်ပေါက်ရှာလေးရှိကြတယ်ပေါ့လောင်ပိတ်မိနေပြီဆိုလို့ရှိရင်ပို့ဆိုးလာပြီးတော့ပေါက်ကွဲသွားတတ်တယ်လေတောင်မှပဲလောင်ပိတ်ထားမယ်ဆိုလို့ရှိရင်ပေါက်ကွဲသွားနိုင်လူတွေရဲ့စိတ်ဟာလည်းပဲထွတ်တူပဲထွက်ပေါက်မပေးပဲနဲ့စိတ်ရဲ့ဖြစ်စည်းမှုတွေကိုချုပ်တီးထားမယ်ဆိုလို့ရှိရင်ပေါက်ကွဲသွားနိုင်ဒါကြောင့်မလို့နှလုံးကွဲတာတို့အရာပြောနေဆိုရင်အသေးကွဲတာတို့ဘာလို့ဖြစ်တာပေါ့မှန်ကန်တဲ့ထွက်ပေါက်တစ်ခုရဖို့အမတန်မှအရေးကြီးတယ်ထွက်ပေါက်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကစိတ်ရဲ့ထွက်ပေါက်များဆိုတာအမတန်မှမှတ်သားစရာကောင်းလက်တွေ့လဲကြဘုန်းကြီးတို့ရဲ့နေ့စဉ်ဘဝမှာစိတ်နဲ့ပတ်သက်ပြီးတော့အကြအတဲတစုံတရာတွေ့လာမယ်ဆိုလို့ရှိရင်ဟောဒီထွက်ပေါက်များကိုအသုံးချပြီးတော့ဖြစ်ပြောင်းလို့ရနိုင်တယ်နောက်ဆုံးမှာစိတ်ဟာလုံးဝလွတ်မြောက်သွားတဲ့အခြေအနေတစ်ခုရောက်ရှိသွားတယ်လုံးဝလွတ်မြောက်သွားတဲ့အခြေအနေရောက်တဲ့စိတ်ဓာတ်ကလေးဟာဘယ်ခါကာလမှာပြန်လဲပြီးတော့ညှဉ်းနှွမ်းလာတဲ့ဆိုတာမရှိဘူးဘယ်ခါကာလမှာပြန်လဲပြီးတော့လှုပ်ရှားလာတာဖိစီးလာတာမရှိတော့ဘူးစိတ်ရဲ့လှုပ်ရှားမှုများကို emotion လို့ခေါ်တယ်စိတ်ရဲ့ဖိစီးမှုတွေကို stress ဒီကနေ့ခေတ်မှာလူတွေဟာကြီးပွားတိုးတက်အောင်ကြိုးစားအားထုတ်ကြတယ်စီးပွားရေးဘက်ကတိုးတက်လာအောင်နိုင်ငံတကာအဆင့်မီအောင်ဟိုလူဒီလူရဲ့အဆင့်တွေမီအောင်လို့ဆိုပြီးတော့ကြိုးစားအားထုတ်လာကြတဲ့အခါလူလောကအသုံးဆောင်တွေဘက်ကလူတွေချမ်းသာလွယ်ကူမှုအတွက်အသုံးပြုစရာတွေဘက်ကအမတန်မှတိုးတက်ကောင်းမွန်လာတယ်ပေါ့အမတန်မှတိုးတက်ကောင်းမွန်လာဟိုနိုင်ငံဒီနိုင်ငံခရီးသွားဖို့ဆိုလဲတက်တောင်တက်တာအချိန်တိုနဲ့ရောက်သွားနိုင်တယ်ကိုယ်နိုင်ငံအတွင်းမှာလဲတနေရာသွားမယ်ဆိုလို့ရှိရင်တက်သားအချိန်တိုလေးအတွင်းမှာရောက်ရှိသွားနိုင်ဒီလိုစီးပွားရေးဘက်ကလူတွေရဲ့အသုံးဆောင်ဘက်ကတိုးတက်လာပေမဲ့လို့စိတ်ရဲ့ဖြစ်စည်းမှုတွေကများလာတယ်ပေါ့ဒါလောက်လွယ်ကူပြီးတော့တိုးတက်နေတဲ့ခေတ်ကြီးထဲမှာစိတ်ချမ်းသာမှုတွေပိုတိုးလာသလားလို့ဆိုရင်စိတ်ချမ်းသာမှုကပိုမတိုးစိတ်ရဲ့ဖြစ်စည်းမှုဓာတ်တွေကပိုတိုးလာတယ်အဲ့ဒါဘာကြောင့်လဲလို့ဆိုတာအလေးနဲ့ထားပြီးတော့လေ့လာပြီးတော့ကြည့်တဲ့ဘုရားမြတ်စွာကနိလန်းနေပေးထားတယ်လူတွေရဲ့လောဘဟာဘယ်တော့မှပြည့်တယ်လို့မရှိဘူးပြည့်တယ်မရှိသည့်အတွက်ကြောင့်မပြည့်နိုင်တာကြီးကိုဖြည့်နေမယ်ဆိုလို့ရှိရင်မဆုံးနိုင်တဲ့ခရီးလမ်းကြီးကိုရှောင်နေတာဖြစ်လို့လူတွေရဲ့စိတ်ဓာတ်ဟာလူမြဲလိုနေမှာပဲအတ္တိတောလောကောတဲ့ဘုရားမြတ်စွာလောကသားတွေဟာဘယ်တော့မှတင်းတိမ်သွားတာမရှိဘူးတဲ့ဘလောက်ပဲဖြည့်ဆည်းပေးမတင်းတိမ်ဘူးကောင်းတဲ့ကောင်းအောင်တိုးတက်အောင်ဒီလိုပဲကြိုးစားနေမှာပဲဘလောက်ပဲကြိုးစားထိုကဲ့သို့ကြိုးစားလာသည်နဲ့အမျှလူအသုံးဆောင်တွေဘက်ကတိုးတက်လာသည်နဲ့အမျှလူတွေရဲ့စိတ်ထဲမှာလည်းပဲစိတ်ဖိစီးမှုဆိုတဲ့ဒဏ်ချက်တွေကလည်းပဲတိုးလာတယ်တကဘာလုံးနဲ့ခြုံကြည့်မယ်ဆိုရင်ဒီတိုင်းပဲမြင်ရမယ်ကံကောင်းထောက်မှလို့ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေကိုနာယူခွင့်ရကြတယ်တရားကိုနှလုံးသွင်းခွင့်ရကြတယ်လက်တွေ့ကျင့်သုံးခွင့်ရကြတဲ့ပုဂ္ဂိုလ်တွေမှာထိုစိတ်ဖြစ်စည်းမှုဓာတ်တွေကို
အတော်အသင့်လျှော့ချနိုင်ကြတော်အသင့်လျှော့ချနိုင်ကြလျှော့ချထားတဲ့ဟာလည်းပဲအမတမမှန်ကန်တဲ့နီးနဲ့လျှော့ချဒီကနေ့ခေတ်မှာစီးပွားရေးဘက်ကတိုးတက်တယ်လို့ဆိုတဲ့နိုင်ငံအချို့မှာဘာတွေလဲတိုးတက်နေတယ်လဲလို့ဆိုလို့ရှိရင် stress လို့ခေါ်တဲ့စိတ်ဖိစီးမှုတွေလည်းတိုးတက်နေတယ်ဒါကြောင့်မို့ stress ဆိုတဲ့စိတ်ဖိစီးမှုတွေတိုးတက်လာသည့်အတွက်ကြောင့်ထွက်ပေါက်ရှာတဲ့အနေနဲ့နီလန်းတွေအသုံးချကြတယ်ဘုရားမြတ်စွာဟောကြားတဲ့နီလန်းကိုမတွေးရှိသဖြင့်နီလန်းဖြစ်လို့ဖြစ်ညာတက်တာလို့တက်တာညာဆိုပြီးတော့လောကပညာရှင်တွေက stress ကိုရှော့ချဖို့ရနီးမျိုးမျိုးနဲ့ကြိုးပမ်းလာကြတယ် psychotherapy တို့နော် psychiatrist တို့ psychotherapist တို့စိတ်ဖိစီးမှုတွေကိုနီးမျိုးမျိုးနဲ့ဖြေဖျောက်ဖို့ကြိုးစားလာကြတယ်မြန်မာနိုင်ငံမှာတဲ့အနောက်နိုင်ငံတွေဥရောပနိုင်ငံတွေမှာ psychotherapist ဆိုအလုပ်နဲ့စိတ်ဖိစီးမှုကိုရှော့ချဖို့ကြိုးပမ်းတာပိုများလာမြန်မာနိုင်ငံမှာကတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်တွေကိုဖြန့်ဖြူးပြီးတော့နေကြလို့ထို့ကမ္မထရိပ်သားတွေသွားပြီးတော့စိတ်ငြိမ်းချမ်းမှုကိုယူကြတယ်ဘုရားမြတ်စွာပေးထားတဲ့မှန်ကန်တဲ့အတွေးလေးတွေကစိတ်ဖိစီးမှုကိုကြောကြသွားစေတယ်ကြည့်လေဗမာလူမျိုးတွေဟာစိတ်ဖိစီးမှုကိုဘယ်လိုလျှော့ချကြသလဲလူတိုင်းလောက်နီးစဉ်းစားကြတယ်အေးသဗ္ဗေသင်္ခါရအနိစ္စသင်္ခါရတရားဆိုတာမြဲတာမှမဟုတ်ပဲလူဆန္ဒဆိုတာဘယ်ပြည့်နိုင်ပါမလဲဟောဒီအတွေးလေးတွေကဘုရားမြတ်စွာသင်ထားလို့မိမိတို့ရဲ့ယင်နဲ့နှလုံးထဲမှာဟိုပကန်းခေတ်ကစပြီးတော့မြန်မာနိုင်ငံကိုရောက်ရှိပြီးတော့ထွန်းကားခဲ့တဲ့မြန်မာလူမျိုးတွေရဲ့သွေးသားထဲမှာစိတ်ဝင်လာတဲ့ဘုရားရဲ့အဆုံးအမတွေပဲအဲ့ဒီဘုရားရဲ့အဆုံးအမတွေကိုမိဘဆွေမျိုးတွေရဲ့အစဉ်ဆက်ကနေပြီးတော့ဂျာဘူးနာဝရှိလာကြတယ်သင်္ခါရဆိုတာမမြဲဘူးဘယ်အရာပဲဖြစ်ဖြစ်ကိုယ်ဆန္ဒအတိုင်းမဖြစ်ဘူးဒါတွေကအနတ္တသဘောတရားတွေပဲဆိုတဲ့အတွေးလေးတွေနဲ့စိတ်ဖြစ်စီမှုတွေကိုရှော့ချတဲ့နည်းလေးတွေရနေကြတယ်အဲ့ဒီလိုစိတ်ဖြစ်စီမှုတွေကိုရှော့ချရနေသည့်အတွက်ကြောင့်အထိုက်လျောက်စိတ်ရဲ့ထွက်ပေါက်တွေဆိုတာမြန်မာလူမျိုးတွေကတွေးရှိနေကြတယ်ပေါ့ဒါအမတန်ကောင်းတဲ့အခွင့်ကောင်းကြီးတစ်ခုလို့လူတိုင်းကအသိမှတ်ပြုတယ်မှာပြုမှာတချို့နိုင်ငံသားတွေကမြန်မာပြည်လာတယ်လာရင်ကနေအကဲခတ်နိုင်ငံခြားမှာနေစဉ်တုန်းကသို့မဟုတ်ရဝေးကနေပြီးတော့သူတို့မြန်မာလူမျိုးတွေအကြောင်းတစ်မျိုးမြင်ထားမြန်မာလူမျိုးတွေရဲ့အကြောင်းကိုအဝေးသတင်းအရာတစ်မျိုးမြင်ကြဒီရောက်လာတဲ့အခါမြန်မာလူမျိုးတွေဟာပြုံးရွှင်ရွှင်နဲ့ပျော်ရွှင်ရွှင်မျက်နှာချီလင်းနဲ့နေကြထိုင်ကြပေါ့ပါနေကြထိုင်ကြသွားကြလာကြစားကြတာမြင်တော့သူတို့စိတ်ထဲမှာမဝေခွဲနိုင်ဘူးဒါကြောင့်မြန်မာလူမျိုးတွေရဲ့မျက်နှာတွေဟာရှင်လန်းနေရတယ်လေဒါကြောင့်မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်တွေဟာကြည်လင်အေးမြနေရတယ်လေဆိုတာအကြောင်းရင်းကိုမသိလို့ရှိရင်သူတို့ဖြေရှင်းနိုင်မှာမဟုတ်ဘူးတကယ်ကတော့ဘုရားမြတ်စွာရဲ့တရားဓမ္မအရေးအောင်မြန်မာလူတွေမျိုးတွေဟာစိတ်ရဲ့ထွက်ပေါက်တွေကိုအထိုက်အလျောက်ရရှိနေကြလို့ပဲလို့ဆိုတာသေးသေးချာချာစဉ်းစားကြည့်ရင်သိနိုင်ပါတယ်ဒါတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တက္ကသိုလ်ပညာရပ်တစ်ခုအနေနဲ့ပြုလုပ်ပြီးတော့တောင်းပါပဲစိတ်ရဖြစ်စည်းမှုတန်တွေကိုရှော့ချမှုဆိုတာပညာရပ်တစ်ခုအနေနဲ့သင်နေကြအဲ့ဒါကိုဘယ်လိုခေါ်တော့အင်္ဂလိပ်လိုတို့က MBSR လို့ခေါ်တယ်တက္ကသိုလ်မှာ psychology နဲ့ပတ်သက်ပြီးတော့သင်ကြားတဲ့အချိန်မှာအခုက modern education မှာဒါပါတက္ကသိုလ်ပညာရပ်တစ်ခုအနေနဲ့ပို့ချတယ်
MBSR ဆိုတာ M ဆိုတာ mindfulness B ဆိုတာက based S ဆိုတာ stress R ဆိုတာ reduction mindfulness based stress reduction ဆိုတဲ့နည်းပညာတစ်ခုအခြေခံအပြင်ပြောမယ်ဆိုလို့ရှိရင်တတိတရားကိုအခြေခံပြီးတော့စိတ်ဖိစီးမှုကိုလျှော့ချခြင်းဆိုတဲ့အဓိပ္ပာယ်ဒါမြန်မာနိုင်ငံမှာတတိပဋ္ဌာန်ကျင့်စဉ်ပဲဘုရားမြတ်စွာဟောထားတော်မူခဲ့တဲ့တတိပဋ္ဌာန်ကျင့်စဉ် mindfulness based ပဲတတိတရားကိုအခြေခံပြီးတော့စိတ်ရဖိစီးမှုတွေကိုလျှော့ချထားတယ်ဒါကြောင့်မို့မြန်မာလူမျိုးတွေဟာစိတ်ဆင်းရဲမှုတန်ကိုကြာရှည်မခံကြရဘူးထွက်ပေါက်ကလေးတွေရှိတယ်ပေါ့အေးမင်္ဂန်နဲ့ထွက်ပေါက်ကလေးတွေမြတ်စွာဘုရားဟောထားတာရှိတယ်ဆိုင်ရာထွက်ပေါက်ကလေးတွေရှိတယ်အမတန်ကြီးမားတဲ့အဆောက်အဦကြီးတစ်ခုလူတွေအများအပြားစုယုံရောက်ရှိနိုင်တဲ့အဆောက်အဦတစ်ခုစူပါမားကတ်ကြီးတို့လိုလေဆိပ်အဆောက်အဦကြီးတို့လိုဒီလိုကြီးမားတဲ့အဆောက်အဦကြီးတွေမှာ exit ဆိုတာလေးတွေရှိတယ်အေးလင်ညာနဲ့ခရီးသွားတဲ့ပုံကိုယ်တွေလည်းတွေ့ကြပါလိမ့်မယ်မတော်တဆအန္တရာယ်ကျုံလာလို့ရှိရင်ထွက်ပေါက်ဆိုတာ exit ဆိုတာလေးတွေပြတယ်စိတ်ဓာတ်ရေးရနဲ့ပတ်သက်လာလို့ရှိရင်လည်းပဲစိတ်ဆိုတာအာယုံရဲ့ဖြစ်စည်းမှုတွေပေါ်မှာဆင်ញင်သုံးသပ်မှုဖြစ်ပြောင်းနိုင်မှုထွက်ပေါက်မရဘူးဆိုလို့ရှိရင်စိတ်ဖြစ်စည်းမှုတွေများလာတတ်တယ်အဲ့ဒီလိုများတဲ့အခါမှာမှန်ကန်တဲ့ထွက်ပေါက်ကလေးတွေရအောင်ရှိဖို့လိုအပ်တယ်တဲ့အဲ့ဒါကြောင့်မလို့ဒီကနေ့စိတ်ရဲ့ထွက်ပေါက်များလို့ဆိုတယ်စိတ်ဆိုတဲ့နေရာမှာစိတ်ရဲ့ထွက်ပေါက်ဟာဘယ်မှာရှာရမှာတော့စိတ်မှာပဲပြန်ရှာအစာအုပ်ကြီးတစ်ခုရောက်နေတဲ့ပုဂ္ဂိုလ်ထိုအစာအုပ်တွေကထွက်ချင်လို့ရှိရင် exit ဆိုတာကိုရှာရအဲ့ဒီထွက်ပေါက်ကနေထွက်ရအဲ့ဒါလိုပဲစိတ်ဖိစီးမှုကြောင့်စိတ်ထဲမှာအကျဉ်းချက်တွေဖြစ်ပေါ်နေတယ်ဖြစ်ပေါ်နေလို့ရှိရင်ဘယ်လိုလုပ်ပြီးဒီအကြက်တဲကထွက်မလဲလို့ဆိုတာစိတ်ထဲမှာပဲပြန်ရှာရပေါ့ဒါကြောင့်မလို့စိတ်ရထွက်ပေါက်များဆိုတာဘုန်းကြီးတို့တွေလေ့ကျင့်ထားကြရမှာဖြစ်တယ်ပေါ့အဲ့ဒီလေ့ကျင့်ထားဖို့စိတ်ရထွက်ပေါက်တွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကနေတရဏိယဆိုတဲ့တုတ်မှာ6မျိုးဟောထားတာရှိတယ်စိတ်ဖိစီးလာလို့ရှိရင်ထွက်ပေါက်ရဖို့မှန်ကန်တဲ့နည်းနဲ့ထွက်ပေါက်ရဖို့မြတ်စွာဘုရားကလမ်းညွှန်ပေးထားတယ်အဲ့ဒီလမ်းညွှန်ချက်အတိုင်းလိုက်နာကျင့်ကြံကြိုးကိုအထောက်မယ်ဆိုလို့ရှိရင်မြည်သူမှစိတ်ထဲမှာပောက်ကွဲမှုတန်တွေကိုခံရမှာမဟုတ်ပါဘူးတဲ့ဖြစ်လာလို့ရှိရင်လည်းထွက်ပေါက်ရသွားမှာပါအေးမြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုမနာရလို့ဒီနည်းစနစ်တွေကိုမသိတဲ့ပုဂ္ဂိုလ်တွေဘုရားတရားတော်တွေကိုမျက်ကွယ်ပြုနေလို့ဒီနည်းစနစ်ကိုမသိတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ရထွက်ပေါက်ဆိုပြီးတော့မိမိတို့တွေးမိရာရာကြံစီမိရာရာထွက်ပေါက်မျိုးမျိုးကိုပြုလုပ်ကြတယ်ဆိုပါစို့လောကလူတွေမှာလူငယ်လူရဲ့အတိုင်းအမိုက်ဝိုင်းနေတယ်ရန်ခါစိတ်ညစ်စရာဆိုတာတွေ့လာရန်ခါစိတ်ညစ်စရာတွေ့လာတယ်ရန်ခါပျော်စရာတွေတွေ့လာတယ်ရန်ခါစိတ်ထဲမှာအလိုမကျတာတွေတွေ့လာတယ်ရန်ခါကြတော့မထိမ့်သိမ့်နိုင်တော့အောင်ဒေါသပေါက်ကွဲလာတာမျိုးတွေတွေ့တတ်တယ်အဲ့ဒီလိုစိတ်အကျဉ်းအကျပ် emotion တွေများလာလို့ရှိရင်ထပ်ပေါက်ရှာမရတော့ဘာလို့ကြဒီကနေ့ခေတ်အချို့ပုဂ္ဂိုလ်တွေကစိတ်ကိုဖြစ်စည်းမှုတွေကိုထွက်ပေါက်ရှာတဲ့အနေနဲ့ငွေရစေဝါတွေအသုံးပြုကြတယ်အရက်သေးစားတွေတောက်စားကြတယ်အဲ့ဒီနည်းနဲ့ထွက်ပေါက်ရှာလိုက်ကြတယ်ဆိုလိုတာကပြဿနာစိတ်ထဲမှာဖြစ်လာရင်ထိုပြဿနာကိုမေ့ပစ်ဖို့ကြိုးစားတဲ့နေရာမှာအာယုတစ်ခုနဲ့လွှဲဖယ်ပြီးတော့အစားထိုးပြီးတော့
တကယ်ဖိစီးနေတာကိုဖယ်ရှားပစ်ဖို့မကြိုးစားပဲနဲ့စိတ်ကိုခိတ္တခဏမေ့သွားအောင်တခြားနည်းလမ်းတွေနဲ့ထွက်ပေါက်ရှာကြအဲ့ဒီထွက်ပေါက်ဟာတကယ်အစစ်အမှန်ထွက်ပေါက်မဟုတ်သည့်အတွက်ကြောင့်ဒီထက်မှပဲပြန်ဝဲလဲလာတကယ်ငြိမ်းချမ်းတဲ့အပြင်ကိုမရောက်မသွားပဲနဲ့အတွင်းထဲမှာတဝဲလဲလဲနဲ့ထွက်ပေါက်ရှာရင်နဲ့ဒုက္ခရောက်သွားကြအကျဉ်းချက်တွေပုံများလာယတနာတစ်ခုကနေနှစ်ခုဖြစ်လာတယ်နှစ်ခုကနေသုံးခုဖြစ်လာတယ်ဒီကနေ့ထွက်ပေါက်ကိုမှန်မှန်ကန်ကန်ထွက်ပေါက်ကိုမရှာနိုင်ဘူးဆိုလို့ရှိရင်ဒီလိုပဲပြဿနာတက်တာတချို့ကပြောကြတယ်မဟုတ်လားလူတယောက်ကွမ်းစားတတ်တဲ့အလေးချင်းလုံးလို့ကွမ်းဆွဲသွားတယ်ကွမ်းဆွဲသွားတာနဲ့ဘာနဲ့ဖြတ်ရမလဲလို့စဉ်းစားတယ်ထွက်ပေါက်ရှာတာပဲဒါကွမ်းကမဖြတ်နိုင်ဘူးမဖြတ်နိုင်တဲ့အတွက်ကြောင့်ဘာနဲ့အစားထိုးတော့ဆိုဆေးလိမ့်နဲ့အစားထိုးကွမ်းစားတာပြတ်ချင်လို့ဆေးလိမ့်နဲ့အစားထိုးတဲ့အခါကျတော့ကွမ်းလည်းဖြတ်လို့မရဘူးနောက်ထပ်ဆေးလိမ့်ဆွဲတာတစ်ခုထပ်ပေါ်လာတယ်ဟောကွမ်းရောဆေးလိမ့်ရောနှစ်ခုစလုံးဆွဲသွားအဲ့ဒါမျိုးလိုပဲစိတ်ရဲ့ထွက်ပေါက်ကိုအရက်သေးစာတို့မူရစေဝါတို့ဒါတွေနဲ့အစားထိုးပြီးတော့ထွက်ပေါက်ရှာမယ်ဆိုလို့ရှိရင်ပြဿနာတွေကပို့ပြီးတော့ပဲတက်လာမယ်တဲ့ဒါကြောင့်မို့လို့အဲ့ဒီဖြေနီးကားတွေဟာမှန်ကန်တဲ့ဖြေနီးကားမဟုတ်ဘူးအဲ့ဒီထွက်ပေါက်ဟာမှန်ကန်တဲ့ထွက်ပေါက်မဟုတ်ဘူးတဲ့မြတ်စွာဘုရားဟောထားတဲ့ထွက်ပေါက်အလွန်သိမ်မွေ့ပြီးတော့အလွန်ထိရောက်တဲ့ထွက်ပေါက်ပဲအေးကောင်းပြီဘုန်းကြီးတို့တွေမှာယံပါယံခါစိတ်ထဲမှာအလိုမကျမှုဆိုတာဖြစ်တယ်ထို့အလိုမကျမှုကကြီးထွားလာလို့ရှင်ပေါက်ကွဲလာတယ်ဒေါသပေါ့ဒေါသဖြစ်လာတယ်ဗျာပါဒလို့ခေါ်တဲ့စိတ်ဟာငြိမ်းချမ်းတဲ့စိတ်ကလေးပျက်စီးလာဒေါသဖြစ်လာပြီဆိုလို့ရှင်လူရဲ့မျက်နှာဟာလည်းကြည်လင်ခြင်းမရှိတော့ဘူးပြုံးချိုခြင်းမရှိတော့ဘူးမျက်နှာအနေထားပါပြောင်းလာအဲ့ဒါလို့စိတ်ရဲ့အလိုမကျတဲ့ဗျာပါဒတို့ဒေါသတို့ဖြစ်လာလို့ရှိရင်ထိုဒေါသကိုထွက်ပေါက်ရှာတာတချို့ကဘာတော့ကိုမကျေနပ်တဲ့ဟာတခြားနဲ့အစားထုတ်သို့မဟုတ်မကျေနပ်တဲ့လူကိုတခုခုနဲ့အနိုင်ယူလိုက်တယ်အဲ့ဒီအနိုင်ယူလိုက်တာထွက်ပေါက်မဟုတ်ဘူးသို့တော့လူတွေကအဲ့ဒါထွက်ပေါက်ထင်ပြီးတော့အဲ့ဒီကနေထွက်ကြတယ်ပြဿနာထပ်တက်လာတယ်ပေါ့မြတ်စွာဘုရားကအေးစိတ်ထဲမှာအလိုမကျတဲ့ဗျာပါဒရဲ့ထွက်ပေါက်စိတ်ကဘာလဲဆိုရင်မေတ္တာပါတဲ့မေတ္တာပွားရမယ်မေတ္တာပွားခြင်းဖြင့်ဗျာပါဒရဲ့ထွက်ပေါက်ကိုရရှိနိုင်တယ်ဒါမှန်ကန်တဲ့နည်းစနစ်ပဲလောကကြီးမှာမြတ်စွာဘုရားကဟောထားတယ်ယံကိုယံလင်းမတုံနှင်းနဲ့ယံကိုယံနဲ့တုံလို့ရှိရင်ဘယ်တော့မှမငြိမ့်ဘူးတဲ့ဥပမာပေးထားတယ်မစင်အညစ်အကြေးတွေပေးနေတဲ့နေရာကိုရေနဲ့သာဆေးလို့ရတယ်ထိုမစင်အညစ်အကြေးနဲ့ဆေးကြောလို့မရဘူးပုတ်ပြီးတော့သာညစ်ထေးသွားမယ်ရေစင်ရေသန့်နဲ့ဆေးကြောမှသာလည်းပြောင်းနိုင်တယ်ထို့တူပဲဗျာပါဒလောက်ဆိုတဲ့အလိုမကျတဲ့စိတ်ထဲမှာတင်းကျပ်လာတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဒေါသဆိုတဲ့ emotion တစ်ခုဖြစ်ပြောက်ခြင်းတော့မေတ္တာဆိုတဲ့ထွက်ပေါက်ကသွားရမယ်တဲ့မေတ္တာဟာစိတ်အလိုမကျနေတဲ့စိတ်ရဲ့မှန်ကန်တဲ့ထွက်ပေါက်တစ်ခုပါတဲ့ဒါကိုမြတ်စွာဘုရားကဟောတယ်ဘုရားမြတ်စွာဟောကြားတဲ့စကားလုံးတိုင်းပြောရလို့ရှင်နိတ္တရဏံဣတံဗျာပါဒတယတိထံမေတ္တာစေတောဝိမု ക്തി စိတ်ရဲ့လွတ်မြောက်မှုလို့ဆိုတဲ့မေတ္တာဟာဗျာပါဒလို့ဆိုတဲ့စိတ်အလိုမကျမှုရဲ့ထွက်ပေါက်ဖြစ်ပါတယ်ဘုန်းကြီးတို့တွေဒေါသဆိုတဲ့စိတ်ထဲမှာအလိုမကျမှုဒုတိယကမုန်းတိမှုဆိုတာတွေအဲ့ဒီမုန်းတိမှုအလိုမကျမှုဆိုတာကိုယ်တဏ္ဍာမှာဖြစ်နေလို့ရှင်စိတ်နှလုံးဟာပူလောင်နေတာအဲ့ဒီပူလောင်မှုတွေကိုမလိုချင်ဘူးထာဝရအေးချမ်းနေတာကိုလိုချင်တယ်ဆိုလို့ရှိရင်မေတ္တာနဲ့အစားထိုးလိုက်ပါတဲ့မေတ္တာဟာတကယ်ထွက်ပေါက်ပါ
မေတ္တာနဲ့အစားထိုးလိုက်လို့ရှိရင်ဗျာပါဒကလုံးဝနှလုံးသားထဲကနေယက်တည်နိုင်စွာမရှိတော့ဘူးတဲ့ဒါကြောင့်မို့ဒီနည်းစနစ်ဟာအမတန်မှလွန်ခဲ့တဲ့နှစ်ပေါင်း2500ကမြတ်စွာဘုရားကဟောထားခဲ့တဲ့လက်တွေ့ကျင့်သုံးရမယ့်နည်းစနစ်တစ်ခုဖြစ်ပါတယ်မေတ္တာဆိုတဲ့နေရာမှာမေတ္တာရဲ့စွမ်းရည်တတ္တိတွေကအဆင့်ဆင့်ရှိတယ်ဆိုတာကိုသတိထားဖို့တော့လိုတယ်ပေါ့အရာထဲမှာပြောနေတဲ့တာမန်မေတ္တာတဥမေတ္တာတဥမှာဆိုတာအခြေခံမေတ္တာလေးအဆင့်နဲ့မကဘူးထိုအခြေခံမေတ္တာလည်းလိုအပ်ပါတယ်ထိုအခြေခံမေတ္တာတဲ့ပို့ပြီးတော့စွမ်းအားထက်တဲ့မေတ္တာဆိုတာလေ့ကျင့်ယူမှရတယ်ပေါ့မလေ့ကျင့်လို့ရှိရင်အာမကောင်းဘူးဒါလည်းမှန်တယ်လူခန္ဓာကိုယ်တန်ဆွမ်းဖို့အတွက်ဘာလို့ physical exercise လုပ်ရတယ် physical exercise လုပ်ရတယ်အပြေးသမားတွေပြေးရတယ်ဘောလုံးသမားတွေလေ့ကျင့်ရတယ် physical exercise လုပ်ရတယ်ဘယ်ဟာပဲဖြစ်ဖြစ်လေ့ကျင့်ခံယူရထို့တူပဲမေတ္တာတွေစွမ်းအားထက်လာလေ့ကျင့်ခံယူဖို့လိုတယ်မေတ္တာကိုပြိုးပြီးတဲ့အခါမှာထိုမေတ္တာတွေဟာပို့ပြီးတော့ကိုယ်တဏ္ဍာမှာခိုင်မာတဲ့ခိုင်မာလာအောင်စွမ်းရည်တွေတက်လာအောင်လေ့ကျင့်ပြီးယူဖို့လိုတယ်ဒီနေရာမှာမေတ္တာနဲ့ပတ်သက်ပြီးတော့လေ့ကျင့်နည်းအကျဉ်းလေးကိုပြောရမယ်ဆိုလို့ရှိရင်ပထမလေ့လာရမှာကမေတ္တာဆိုတဲ့သဘောတရားကိုလေ့လာခြင်းပြီဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာမေတ္တာဆိုတာကိုတွေ့အောင်ရှာဖို့လိုတယ်အရက်ထဲမှာတော့တဏှာရာဂနဲ့ချစ်တဲ့အချစ်ကိုမေတ္တာလို့အရက်ထဲမှာခေါ်နေတယ်အဲ့ဒါနဲ့လုံးဝမတူဘူးအဲ့ဒါနဲ့ရောထွေးသွားတတ်တယ်ဆိုလိုတာကရာဂနဲ့မေတ္တာရာဂနဲ့မေတ္တာဟာစင်စင်တူတယ်ဒုတိယကိုချစ်ခင်ပြီဆိုလို့ရှိရင်ဖေဘာပေးခြင်းလာတယ်မေတ္တာကလည်းတတ္တဝါတွေပေါ်မှာဖေဘာပေးတဲ့သဘောရှိတယ်အလုံးပေါ်မှာအကျိုးလိုလားတဲ့သဘောရှိတော့သဘောချင်းကနီးနေတယ်နီးနေသည့်အတွက်ကြောင့်မေတ္တာစစ်ဖြစ်ဖို့ဆိုတာအမှန်တမ်းခရင်သွားမေတ္တာကိုဘာကနေဝင်ပြီးတော့အယောင်ဆောင်တတ်တယ်လဲလို့ဆိုရင်ရာဂကမေတ္တာအယောင်ဝင်ပြီးတော့ဆောင်တတ်တယ်တဲ့လှိစားမှုလို့ခေါ်တယ်ဒါကြောင့်မို့နိတ္တိအထက်ကထာဆိုတဲ့ကျမ်းမှာလှည့်စားမှုတွေနဲ့ပတ်သက်ပြီးတော့ရေးထားတာရှိတယ်အဲ့ဒါတွေကိုစုစည်းပြီးတော့မြန်မာနိုင်ငံမှာရွှေကျင်ကိုင်းကြီးကိုတည်ထောင်သွားတဲ့မင်းတို့မင်းလက်ထက်ကရွှေကျင်ဆရာတော်ကြီးဆိုတာမန္တလေးတောင်မြောက်ဘက်မှာရွှေကျင်တိုက်တွေရှိတယ်အဲ့ဒီရွှေကျင်ဆရာတော်ကြီးရေးတဲ့စာအုပ်တော့ရှိတယ်ဝိဇနာဓိပနီလှည့်စားမှုတွေကိုထင်ရှားပြတဲ့ကျမ်းအဲ့ဒီဝိဇနာဓိပနီဆိုတာလှည့်စားမှုတွေကိုတရုပ်ဖော်ထားတာအစဆုံးဘာနဲ့တရုပ်ဖော်ထားတော့ဆိုရင်ကြည့်ရာဂောမေတ္တာယဝိဇ္ဇေတိအဲ့ဒီစကားလုံးလေးပါရာဂောမေတ္တာယဝိဇ္ဇေတိတဏှာရာဂသည်မေတ္တာရောင်ဆောင်ပြီးတော့လှည့်စားသွားတတ်တယ်အဲ့ဒါကြောင့်မို့လို့တဏှာနဲ့မေတ္တာကွဲအောင်အရင်ကြည့်ဖို့လိုတယ်မေတ္တာဆိုတာသူ့အကျိုးကိုလိုလားတဲ့စိတ်ဓာတ်တဏှာဆိုတာကိုယ့်အကျိုးကိုဦးစားပေးတာမေတ္တာဆိုတာစွန့်လွတ်နိုင်တယ်တွေ့တာမနေဘူးတဏှာကမစွန့်လွတ်နိုင်ဘူးအမှန်တမ်းကွဲပြားခြားနားမှုတွေရှိတယ်တဏှာချစ်နဲ့မေတ္တာချစ်တဏှာချစ်ကပူလောင်တယ်မေတ္တာချစ်ကအေးမြတယ်မေတ္တာဆိုတာအတွေ့အတာကင်းတယ်ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်သဘောပဲမေတ္တာဆိုတာသူ့အတွက်တဏှာဆိုတာကိုယ့်အတွက်စဉ်းစားကြည့်လေလူတွေကဘသူကိုခင်ပါတယ်ချစ်ပါတယ်နဲ့ပြောနေကြတကယ်ချစ်တာဟုတ်ကလားလို့ဆိုတကယ်စမ်းစစ်ကြည့်လိုက်တဲ့အခါကျတော့သူ့ကိုချစ်တာမဟုတ်ဘူးသူ့မြင်နေရလို့ရှိရင်ကိုယ်စိတ်ချမ်းသာအဲ့စိတ်ချမ်းသာမှုလေးကိုချစ်တာနော်ဒါကိုလူတွေမျက်စိလဲသွားတယ်ကြည့်လေစဉ်းစားကြည့်အမေကသားသမီးကိုချစ်တယ်အဖေကသားသမီးကိုချစ်တယ်ဒီလိုပြောကြတယ်ကဲအမေချစ်တဲ့သားသမီးအဖေချစ်တဲ့သားသမီးကအမေစကားနားမထောင်ဘူးအဖေစကားနားမထောင်ဘူးဆိုလို့ရှိရင်နောက်ဆုံးကြတော့အမေအဖေကချစ်နိုင်မှာအောင်မလားအမေအဖေကဒီသားလေးဒီသမီးလေးကိုကြည့်ပြီးတော့သူ့ရဲ့စိတ်ကျေနပ်မှုကလေးရနေတာအဲ့ဒါကိုချစ်တာသူ့ရဲ့စိတ်ကျေနပ်မှုလေးကိုဖြက်လို့ဖြက်စီးလှုပ်လာပြီဆိုရင်သွားတော့သတင်းစာတွေကထည့်ပြီးတော့
သားသမီးတွေအမွေပြတ်ကြော်ညာတာတွေမရှိဘူးလားရှိတယ်ဘာဖြစ်လို့အမွေပြတ်ကြော်ညာရတာလဲလို့ဆိုရင်သူ့ရဲ့ပီတိသောမနတဆိုတဲ့ခံစားချက်လေးကိုဖြည့်ဆည်းပြလို့တဲ့အဓိပ္ပာယ်ကဒါပဲဒီသားဒီသမီးကိုအာယုံပြုတ်ပြီးတော့ပီတိသောမနတလေး तू မရတော့မရသည့်အတွက်ကြောင့်မင်းမနေနဲ့တော့ပဲဒါပဲအဲ့တော့တဏှာချက်နဲ့မေတ္တာချက်ကအလုံးကွာတယ်မေတ္တာချက်ဆိုတာဒါမျိုးမဟုတ်ဘူးအကျိုးစီးပွားကိုလိုလားတယ်ကောင်းစားစေခြင်းနဲ့ကြီးပွားစေခြင်းနဲ့သို့တော့တွေ့တာမနေဘူးကိုယ့်အတွက်မစင်စားဘူးသူ့အတွက်တစ်ဖက်သက်စဉ်းစားတယ်ဟောမေတ္တာဒီတဲ့ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်မေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်ကိုခေါ်တာပါဒီစကားလုံးလေးဖြစ်လာတာကိုအကြည့်မိတ္တတဧတာမေတ္တာမိတ္တတမိတ်ဆွေတန်ငယ်ချင်းရဲ့ဧတာဥစ္စာဖြစ်တဲ့စိတ်သဘောထားပဲမေတ္တာမိတ်ဆွေတန်ငယ်ချင်းရဲ့စိတ်သဘောထားစိတ်နေစိတ်ထားအဲ့ဒါဟာမေတ္တာပဲဒီစဉ်းစားကြည့်လို့ရှိရင်လူတိုင်းမှာမိတ်ဆွေသင်္ကားတွေရှိကြတယ်အပေါင်းအသင်းတန်ငယ်ချင်းတွေရှိကြတယ်တငယ်ချင်းနဲ့စကားပြောရရင်ပျော်တယ်တငယ်ချင်းနဲ့တွေ့ရရင်ပျော်တယ်တငယ်ချင်းနဲ့နေချင်းနဲ့တငယ်ချင်းရဲ့အကျိုးစီးပွားကိုလိုလားတယ်ဟောအဲ့ဒီစိတ်ဓာတ်မျိုးလေးတွေဟာမေတ္တာလို့ခေါ်တာပဲအဲ့ဒီမေတ္တာသည်ခုနကတဏှာရာဂဆိုတဲ့အချက်နဲ့မတူဘူးတဲ့ကောင်းပြီမေတ္တာဆိုတဲ့သဘောတရားဟာအာရောဒအမုန်းကင်းစင်တဲ့သဘောတရားကောင်းကျိုးချမ်းသာကိုလိုလားတဲ့ကြီးပွားစေခြင်းတဲ့သဘောတရားလေးပဲအဲ့ဒီသဘောတရားလေးဟာမိမိရဲ့တဏ္ဍာမှာပင်ကိုယ်ကရှိနေပေမဲ့လို့လေ့ကျင့်ပေးမှအစွမ်းထက်မယ်မလေ့ကျင့်ရင်အစွမ်းမထက်ဘူးအဲ့တော့မေတ္တာဆိုတဲ့သဘောတရားကိုဘာနဲ့လေ့ကျင့်ရအာယုန်နဲ့ပဲလေ့ကျင့်စိတ်တစ်ခုကိုထက်မြက်လာအောင်လေ့ကျင့်ခြင်းအာယုန်နဲ့လေ့ကျင့်ဓာတ်ထက်အောင်ဘာနဲ့လုပ်ရကြောက်နဲ့သွေးရတယ်ကြောက်ပေါ်တင်ပြီးတော့သွေးမှဓာတ်ထက်တယ်ထို့တူပဲဒီမေတ္တာစိတ်ဓာတ်လေးဟာခိုင်မာကြီးထွားလာအောင်ဘာနဲ့လုပ်အာယုန်နဲ့လုပ်ပေးရမယ်အာယုန်ပေါ်တင်ပြီးတော့လေ့ကျင့်ရမယ်မေတ္တာလေ့ကျင့်ခန်းကိုဘုန်းကြီးတို့ဝိသုဒ္ဓိမေကျမ်းကြီးမှာရှင်းရှင်းလင်းလင်းရေးထားတာရှိတယ်မေတ္တာကိုလေ့ကျင့်ခန်းလုပ်တဲ့အနည်းတစ်ခုတာမန်ကုသိုလ်ရာယုံပို့တဲ့မေတ္တာမျိုးမဟုတ်ဘူးတာမန်ကုသိုလ်ရာယုံပို့တဲ့မေတ္တာကတော့သဗ္ဗေတ္တအဝေရာဟွန်တုနဲ့ဆိုတာပေါ့ဘုရားရှိခိုးရင်လည်းမေတ္တာပို့တာပဲလေတတ္တဝါတွေချမ်းသာကြပါစေအဲ့ဒီဟာမျိုးကိုပြောတာမဟုတ်ဘူးမေတ္တာလေ့ကျင့်ခန်းဝင်ပြီဆိုတာ meditation အလုပ်ကိုလုပ်အောင်မှာပြောတာ meditation ပုံစံနဲ့မေတ္တာကိုအာယုံနဲ့လေ့ကျင့်အာယုံဆိုတာဘာလဲတတ္တဝါမိတ်ဆွေတငယ်ချင်းသက်ရှိတတ္တဝါနဲ့လေ့ကျင့်ရမယ်တည်သွားတဲ့လူနဲ့မလေ့ကျင့်လို့မရဘူးဒီဘဝမှာလက်ရှိနေတဲ့ပုဂ္ဂိုလ်နဲ့လေ့ကျင့်ရမယ်ကောင်းပြီလေ့ကျင့်မယ်ဆိုလို့ရှိရင်ပုဂ္ဂိုလ်ရွေးချယ်ရလိမ့်မယ်နံပါတ်1အသက်ရှင်ဆဲပုဂ္ဂိုလ်တည်တဲ့ပုဂ္ဂိုလ်နှစ်ဦးရှိတယ်ထင်မယ်တည်တဲ့ပုဂ္ဂိုလ်မရွေးနဲ့ဘယ်တော့မှမအောင်ဘူးတည်သွားပြီးတဲ့ပုဂ္ဂိုလ်ပေါ်မှာမေတ္တာမပို့နဲ့မေတ္တာလေ့ကျင့်ပြီးတော့တို့ယူခြင်းတယ်ဆိုလို့ရှိရင်တည်တဲ့ပုဂ္ဂိုလ်ဖယ်ထားလိုက်လက်ရှိအသက်ထင်ရှားရှိတဲ့ပုဂ္ဂိုလ်ကိုရွေးပါအဲ့ဒါလို့ရွေးတဲ့အခါမှာလည်းပဲလူကို3မျိုးလောက်ခွဲလိုက်3မျိုးလောက်ခွဲလိုက်တူကကိုယ်နဲ့အမတန်ခင်မင်ရင်းနှီးတဲ့ပုဂ္ဂိုလ်ဟောတာတူဟိုတူကခင်လည်းမခင်မုန်းလည်းမမုန်းတဲ့တာမန်ပုဂ္ဂိုလ်နောက်တူကမုန်းတဲ့ကိုရန်သူဟော3မျိုးခွဲလိုက်ပုဂ္ဂိုလ်3စားရှိလူတိုင်းဟာဒီလို3စားရှိနေမှာပဲအများအားဖြင့်ဒါရေပုံရအားဖြင့်ပြောတဲ့စကားပေါ့အဲ့ဒီထဲမှာဘယ်ပုဂ္ဂိုလ်ကိုရွေးရမလဲမေတ္တာစပြီးတော့ပြိုးတော့မယ်ဆိုလို့ရှိရင်ကိုယ်နဲ့ခင်လည်းမခင်မုန်းလည်းမမုန်းတဲ့ပုဂ္ဂိုလ်ကိုသွားရွေးမယ်ဆိုရင်မေတ္တာပြိုးဖို့ခက်လိမ့်မယ်ဘာဖြစ်လို့လဲဆိုသူ့ပေါ်မှာခင်မခင်တာကိုအဲ့တော့သူ့ကိုရွေးလို့မဖြစ်ဘူးပထမအနေနဲ့ရန်သူကိုရွေးမလားဆိုဟာရန်သူသွားရွေးရင်တော့ဒေါသဖြစ်မှာပဲမေတ္တာပြိုးလို့မရဘူးဒါကြောင့်မို့ရန်သူကိုလည်းမရွေးနဲ့အဲ့တော့ပိယပုဂ္ဂလဆိုတာကိုခင်မင်ချစ်ခင်တဲ့ပုဂ္ဂိုလ်ရွေးလိုက်ပါတဲ့ဒါ
မေတ္တာပို့တော်မယ်ဆိုအဲ့ဒါကစအဲ့ဒီပုဂ္ဂိုလ်ရွေးဒီရွေးတဲ့နေရာမှာလည်းပဲနောက်တစ်ခုတတိထားစရာလိန်တူကိုပဲရွေးရမယ်တဲ့လိန်ခွဲကိုသွားမရွေးရဘူးဆိုလိုတာကမေတ္တာပို့မဲ့ပုဂ္ဂိုလ်ဒီအမျိုးသားဆိုရင်အမျိုးသားတန်ငယ်ချင်းတွေကရွေးအမျိုးသမီးဆိုရင်အမျိုးသမီးတွေကရွေးအမျိုးသားကအမျိုးသမီးကိုသွားရွေးမယ်အမျိုးသမီးကအမျိုးသားကိုသွားရွေးမယ်အမျိုးသားကအမျိုးသမီးကိုရွေးမယ်လိမ့်မတူတာကိုသွားရွေးလို့ရှိရင်မေတ္တာဖြစ်မဲ့အစားတဏှာရာဂတွေဖြစ်တာတတ်တယ်အန္တရာယ်ရှိတယ်ပေါ့ဒါကြောင့်မို့အဲ့ဒါလိုမရွေးရဘူးအမျိုးသားဆိုရင်အမျိုးသားချစ်ခင်တဲ့ပုဂ္ဂိုလ်ရွေးအမျိုးသမီးဆိုရင်အမျိုးသမီးတွေကချစ်ခင်တဲ့ပုဂ္ဂိုလ်ရွေးတဲ့အဲ့ဒါလိုရွေးပြီးတော့စိတ်ဓာတ်ကိုလေ့ကျင့်ပေးရမယ်မေတ္တာစိတ်ကိုလေ့ကျင့်ပေးရမယ်အဲ့ဒီလေ့ကျင့်တော့မယ်ဆိုလို့ရှိရင်အစပထမဘာလုပ်ဖို့လိုလဲနှိုင်းရှင်မှုဟာအမှန်တမ်းအရေးကြီးမြန်မာလိုပြောရင်ဗမာလူမျိုးတွေပြောတဲ့စကားကိုချင်းစာတရားဆိုတာမရှိဘူးလားရှိတယ်ကိုချင်းစာတရားထားတတ်ဖို့အတွက်ကိုအရင်ဆုံးကိုစဉ်းစားလိုက်ပါမေတ္တာပို့လိုက်ပါကိုမေတ္တာပို့တာကတော့ဒါကဘာဝနာအတွက်မဟုတ်ဘူးလေ့ကျင့်တာမဟုတ်ဘူးလွယ်အောင်လို့ပြင်ဆင်လိုက်တဲ့သဘောပဲဆိုပါစို့မေတ္တာပို့တဲ့အခါမှာချမ်းသာပါစေလို့ပြောကြတာလားသို့မဟုတ်ကျမ်းမာပါစေလို့ပြောကြတာလားသို့မဟုတ်အဆင်ပြေပါစေလို့ပြောကြတာလားတခုခုပဲကိုကြိုက်တဲ့ဟာနဲ့ပြောလို့ရတယ်ကျမ်းမာပါစေလို့ပြောချမ်းသာပါစေလို့ပြောအရာခတ်သိမ်းမှာအဆင်ပြေပါစေလို့ပြောအောင်မြင်ကြီးပွားပါစေလို့ပြောဘာနဲ့ပြောပေါ့အဲ့ဒီအတွေးလေးကိုထိုပုဂ္ဂိုလ်ပေါ်မှာပြောရမယ်ဆိုပါစို့ဘုန်းကြီးတို့တွေယောက်ျားဆိုရင်ယောက်ျားကလေးတန်ငယ်ချင်းမိန်းကလေးဆိုမိန်းကလေးတန်ငယ်ချင်းပေါ့ခုခေတ်တည်း friend တွေအများတယ် girlfriend boyfriend ကိုယ့်အကိုယောက်ျားလေးဆိုယောက်ျားလေးတန်ငယ်ချင်းကိုရွေးမိန်းကလေးဆိုမိန်းကလေးတန်ငယ်ချင်းရွေးပြီးတဲ့အခါကိုတယောက်တည်းနေတဲ့အချိန်လေးမှာထိုပုဂ္ဂိုလ်ရဲ့မျက်နှာစိတ်ထဲမှာပေါ်လာအောင်ပုံဖော်လိုက်ပုံဖော်လို့မရဘူးဆိုရင်ဓာတ်ပုံလေးတစ်ခုတောင်းကိုရှိမှချပေါ့ဓာတ်ပုံနဲ့ကြည့်ပြီးတော့ပုံဖော်ပေါ့အေးစိတ်ထဲမှာပုံဖော်လို့ရရင်စိတ်ပုံဖော်လိုက်သူ့ရဲ့ပြုံးရွှင်နေတဲ့မျက်နှာချီနူးနေတဲ့မျက်နှာလေးကိုကြည့်ပြီးတော့အေးအစင်ထာဝရပြုံးနိုင်ပါစေချမ်းသာပါစေကျမ်းမာပါစေရှင်လန်းပါစေကိုလိုချင်တဲ့စကားလုံးလေးတစ်ခုနဲ့အသုံးချပြီးတော့အဲ့ဒီစိတ်ကလေးထပ်တလဲလဲဖြစ်နေအောင် repetition လုပ်တာခေါ်ထပ်ပြီးတော့ဖြစ်တခါတည်းမဟုတ်ခုခေတ်တချင်းဆိုတဲ့အခါ repeat တွေပေါ်တယ်မဟုတ်လားထပ်ကြော့နေတာလေအဲ့တော့မေတ္တာကြော့နေရဘယ်နဲ့ပြန်ကြော့ရမလို့ဆိုရင်အေးတဏှာကြီးလုံးရင်တဏှာကြီးလုံးကြော့နေရမှာပဲအဲ့ဒါလို့ဓာများသွေးတဲ့အခါမှာကြောက်နေဒီလိုပုတ်နေတယ်လို့ပဲဒီချမ်းသာပါစေဆိုတဲ့စိတ်ကလေးနဲ့ခုနကပြရပုဂ္ဂိုလ်နဲ့ပုတ်ပေးနေရအဲ့ဒါလေ့ကျင့်နေတာလို့ခေါ်တယ်အဲ့ဒါလို့ပုတ်ပေးနေလိုက်တဲ့အခါမှာဘယ်လိုအနေထားထီအောင်ရောက်လာတယ်လဲလို့ဆိုရင်ဘယ်နေရာသွားဒီပုဂ္ဂိုလ်ရဲ့မျက်နှာပဲမြင်နေတယ်မျက်စိတွေကဒီပုဂ္ဂိုလ်မျက်နှာမထွက်အိပ်မပြောသေးခင်သူ့မျက်နှာပဲမြင်နေတယ်တခြားအသိမမြင်စိတ်ကအဲ့ဒီပုံမှာပဲစိတ်ဟာငြိမ်ကြလာတယ်ပေါ့အဲ့ဒါလို့ငြိမ်ကြလာတဲ့အပေါ်မှာမေတ္တာစိတ်ကလေးနဲ့ထပ်ပြီးတော့ပုတ်ပေးနေလို့ရှိရင်နောက်ဆုံးမှာသမာဓိတွေစွမ်းအားတွေကောင်းလာလို့ရှိရင်ဇန်တောင်ရလာတယ်အေးဗမာတွေကဇန်ဆိုရင်ကောင်းကင်ပြန်တာကြီးပဲအောင်းမေ့တယ်ဒါကောင်းကင်ပြန်တာကိုပြောတာမဟုတ်ဘူးဇန်ရတယ်ဆိုတာအဲ့ဒီအာယုံလေးပေါ်ကိုအမြဲတမ်းစူးစိုက်ပြီးတော့နေနိုင်တဲ့စွမ်းအားတတ္တိလေးရလာတာကိုပြောတာနော်ပထမဇန်ဆိုတဲ့စွမ်းရည်တတ္တိကိုလိုချင်တဲ့အချိန်လေးရလာမယ်ဇန်ဆိုတာဘာကိုပြောတာလဲလို့ဆိုရင်ခုနကတငယ်ချင်းရဲ့မျက်နှာပေါ်မှာစိတ်ကလေးအမြဲရောက်နေအောင်ပို့ပေးနေတဲ့ဝိတက်လို့ခေါ်တဲ့သဘောတရား initial application နဲ့အဲ့ဒီပေါ်မှာထိုမျက်နှာကလေးပေါ်မှာရင်ဝဲနေတဲ့စိတ်ဟာခွာလို့မရတော့တဲ့အနေအထားမျိုးဖြစ်နေတဲ့ sustain application ဆိုတဲ့ဝိစာရဝိတက်တဲ့ဝိစာရခုခေတ်တော့ဘာလဲ fertilizer ကိုလည်းဝိစာရလို့ခေါ်တာရှိသေးတယ်အဲ့ဒါနဲ့တော့မရောနဲ့နော်ဝိတက်တဲ့ဝိစာရတဲ့ဝိတက်ဆိုတာအာယုံပေါ်စိတ်ကလေးကိုပုတ်တင်ပေးနေတာဝိစာရဆိုတာအာယုံလေးနဲ့စိတ်နဲ့ကွာမတော့အောင်လှုပ်ဆောင်ပေးနေတဲ့သဘောအဲ့ဒီအာယုံလေးနဲ့စိတ်ချစ်နှက်နေတာပီတိ
စိတ်ကျေနပ်တယ်လို့စိတ်ထဲမှာငြိမ်းချမ်းနေတာဒုက္ခအဲ့ဒီအာယုန်လေးစိတ်ကခွာလို့မရတာကဧကဂတအဲ့ဒီ၅ခုဟာဟန်ချက်ငြိမ်ကြီးအလုံးလုံးနေပြီဆိုလို့ရှိရင်ပထမဇန်လို့ခေါ်တယ်ပထမဇန်ရပေါ့တကယ်ချင်းရဲ့မျက်နှာလေးပေါ်မှာအလုံးလုံးနေပြီချမ်းသာပါစေရှင်လန်းပါစေကျမ်းမာပါစေဆိုတဲ့စိတ်ဓာတ်ကလေးပွားပြီးတော့အလုံးလုံးနေအဲ့ဒီအလုံးလုံးနေလို့ရှိရင်ခုနကအင်္ဂါရက်တွေပြည့်စုံလိုက်ပထမဇန်ပဲဒီတဲ့စွမ်းအားမြင့်လိုက်တဲ့အခါကျတော့တွေးနေเสียမလိုဘူးဝိတက်ဆိုတာမလိုတော့ပဲနဲ့အာယုန်လေးကခွာလို့မရတာရဲ့ကျဉ်တ်နေတာရဲ့နော်စိတ်ထဲကချမ်းမြေ့နေတာရဲ့တည်ငြိမ်နေတာရဲ့ဒီသဘောလေး၄မျိုးလေးနဲ့ဖွဲ့စည်းလိုက်တာကြတော့ဒုတိယဇန်အဆင့်လို့ခေါ်တယ်နောက်တစ်ခါဒီတဲ့တမာတိစွမ်းအားတွေမြင့်လိုက်တဲ့အခါကျတော့အာယုန်မှာဒီအာယုန်လေးနဲ့စိတ်လေးနဲ့တွေ့ကပ်နေအောင်လုပ်ပေးเสียမလိုတော့ပဲနဲ့ထိုအာယုန်လေးပေါ်မှာကျဉ်တ်နေတာရဲ့နှစ်သက်နေတာရဲ့တည်ငြိမ်နေတာရဲ့ဒီအခြေအနေ၃ရပ်ကလေးနဲ့ထိုအာယုံပေါ်မှာရပ်တည်နေလို့ရှိရင်တတိယဇန်လို့ခေါ်တယ်။အော်မေတ္တာပွားတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီလိုဇန်၃ဆင့်ထိအောင်ရနိုင်တယ်။အဲ့ဒီဇန်၃ဆင့်ရသွားမှစေတောဝိမု ക്തി လို့ခေါ်တာ။စိတ်လေးဟာဗျာပါဒကလွတ်သွားပြီတဲ့။ဒေါသတွေကလုံးဝလွတ်နေတဲ့စိတ်တဲ့အဲ့ဒီအချိန်။စေတောဝိမု ക്തി ဆိုတာပို့ပြီးတော့ဒီလုံးဝလွတ်မြောက်လာတဲ့အနေအထားတစ်ခုရောက်လာအောင်လေ့ကျင့်ယူထားတဲ့မေတ္တာကိုပြောတာ။တာမန်မေတ္တာကိုမေတ္တာလို့ပဲသုံးတယ်။စေတောဝိမု ക്തി ဆိုတဲ့စကားလုံးလေးထည့်သုံးလိုက်လို့ရှိရင်ထိုမေတ္တာသည်ဇန်အခြေအနေထိအောင်ရောက်နေတဲ့မေတ္တာမျိုးလို့ဒီလိုပြောတာကဲကောင်းပြီပိယပုဂ္ဂလလို့ခေါ်တဲ့ကိုချစ်ခင်နဲ့ယဉ်နေတဲ့မိတ်ဆွေနဲ့လေ့ကျင့်လိုက်လို့အောင်မြင်သွားတဲ့မေတ္တာလေးကိုဒီတိုင်းမထားနဲ့အောင်မေတ္တာကိုဖြန့်ကျက်ကြည့်အောင်ထိုမေတ္တာလေးကို transfer လုပ်အောင်ဘယ်သူ့ပေါ် transfer လုပ်မလဲဆိုရင်ချစ်လည်းမချစ်မုန်းလည်းမမုန်းနဲ့ကိုမသိတဲ့ပုဂ္ဂိုလ်ပေါ်မှာပြောင်းကြည့်လိုက်တယ်ပြောင်းကြည့်လိုက်လို့ရှိရင်ဒီမေတ္တာသဘောတရားလေးဟာရော့ကျမသွားဘူးကိုချစ်ခင်တဲ့ပုဂ္ဂိုလ်ပေါ်မှာထားတဲ့စိတ်အခြေအနေဟာမုန်းလည်းမမုန်းချစ်လည်းမချစ်တဲ့ပုဂ္ဂိုလ်ပေါ်မှာသွားထားလိုက်လို့အခြေအနေပြောင်းလဲသွားတယ်ဆိုလို့ရှိရင်ပြန်လေ့ကျင့်ဒီမှာပြန်လေ့ကျင့်ပြောင်းလဲမသွားဘူးဆိုလို့ရှိရင်ဒါဒုတိယအဆင့်အနေနဲ့အဆင်ပြေသွားပြီကဲနောက်တစ်ခါပုဂ္ဂိုလ်2ယောက်ပြောင်းလိုက်ပြီနော်ပထမပိယပုဂ္ဂလဒုတိယမစ္ဆတအလယ်အလတ်ပုဂ္ဂိုလ်ပေါ်မှာပြောင်းကြည့်လို့အခြေအနေမပြောင်းဘူးဆိုရင်နောက်တစ်ယောက်ပေါ်မှာပြောင်းကြည့်အဲ့ဒီပုဂ္ဂိုလ်ကကိုယ်နဲ့မတည့်မုန်းတီးတဲ့ကိုယ့်ရဲ့ယန္တုလို့ဆိုတဲ့ပုဂ္ဂိုလ်ပေါ်မှာပြောင်းကြည့်လိုက်လို့ဒေါသလေးဖြစ်လာလို့ရှိရင်အေးမေတ္တာမကြန့်ခိုင်သေးဘူးပြန်ပြီးတော့လေ့ကျင့်အောင်ကိုမေတ္တာပြန်လေ့ကျင့်ပြီးတဲ့ခါပြန်စမ်းသပ်ကြည့်လိုက်အာယုံပြောင်းပြီးတော့ကိုယ်နဲ့မတည့်တဲ့လူပေါ်မှာမေတ္တာထားကြည့်ထားလို့ရသွားပြီဆိုလို့ရှိရင်တော့ဒီမေတ္တာတော်တော်ခိုင်မာသွားပြီလို့ပြောဒါစမ်းသပ်တဲ့နည်းအဲ့လိုလုပ်ပြီးတော့တလောကလုံးမှာရှိတဲ့တတ္တဝါတွေပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားနောက်ဆုံးမှာလူ၄ယောက်ကြည့်လိုက်နံပါတ်1ကကိုယ်တိုင်မိမိကိုယ်တိုင်နံပါတ်2ကကိုချစ်ခင်တဲ့ပုဂ္ဂိုလ်နံပါတ်3ကချစ်လည်းမချစ်မုန်းလည်းမမုန်းတဲ့တာမန်ပုဂ္ဂိုလ်နံပါတ်4ကယန္တုအဲ့ဒီပုဂ္ဂိုလ်၄ယောက်ထိုပုဂ္ဂိုလ်၄ယောက်သည်အပိုင်းအခြားတွေလူဆိုတာကိုပိုချစ်တတ်တယ်နော်ကိုပိုချစ်တတ်တယ်အဲ့ဒီ၄ယောက်ကိုယန္တုလို့လည်းမမြင်တော့ကိုလို့လည်းမမြင်တော့ဘူးကိုမိတ်ဆွေလို့လည်းမမြင်တော့ဘူးဟုတ်လားကိုနဲ့မသိတဲ့ပုဂ္ဂိုလ်လို့လည်းမမြင်တော့ဘူးကိုယန္တုလို့လည်းမမြင်တော့ဘူးအားလုံးဒီ၄ယောက်စလုံးဟာတစ်မျိုးတည်းတစ်ခုတည်းမြင်သွားပြီဆိုလို့ရှိရင်ဒီလူရဲ့မေတ္တာဟာအစွမ်းထက်ဆုံးအဆင့်ရောက်သွားပြီပေါ့လေအဲ့ဒါကိုဥပမာလေးတစ်ခုပေးထားတယ်နော်ဒီပုဂ္ဂိုလ်၄ယောက်ကိုဆိုပါစို့ရှင်းတော့ကလူကိုတတ်ပြီးတော့ရစ်ပူဇော်တဲ့အလေးထားရှိတယ်တောထဲမှာနေတဲ့ယဟန်တွေဒီလိုပဲရစ်ပူဇော်တာခံလိုက်ရတာမျိုးတွေရှိတယ်အဲ့ဒီမှာလာပြီးတော့တောင်းမယ်ရစ်ပူဇော်ဖို့အတွက်တယောက်လိုက်ခဲ့ပါတယောက်လိုက်ခဲ့ပါဆိုလို့ရှိရင်အဲ့မှာနေနေတာကမိမိကိုယ်တိုင်ရဲ့ကိုမိတ်ဆွေရဲ့တာမန်ပုဂ္ဂိုလ်တယောက်ရဲ့ကိုနဲ့မတည့်တဲ့ပုဂ္ဂိုလ်တယောက်၄ယောက်ရှိတယ်အဲ့၄ယောက်ထဲကနေဘယ်သူပေးမလဲဘုန်းကြီးတို့စဉ်းစားကြည့်ကြတယောက်တော့လိုက်ရမှာဘယ်သူပေးမလဲကိုစိတ်ထဲဘယ်သူပေးမလဲဟောသူတို့၃ယောက်တော့နေပါစေငါပဲအနစ်နာခံလိုက်ပါမယ်ဆိုရင်ကိုယ့်ပေါ်မှာမေတ္တာပြတ်တယ်ရောက်တယ်ဟောသူ့မေတ္တာမဟုတ်သေးဘူးမမျှတာဘူးလို့ပြောအဲ့လိုမဟုတ်ဘဲနဲ့ငါနဲ့မတည့်တဲ့ကောင်လိုက်သွားဆိုလို့ရှိရင်ဟာရန်သူပေါ်မှာအမုန်းစိတ်မပြောင်းသေးတာပဲအဲ့ဒီ၄ယောက်စလုံးကိုတယောက်မှမပေးနိုင်ဘူး
အားလုံးဟာတူတူပဲဖြစ်နေတယ်ဘယ်သူ့ကိုမှရွေးလို့မရတော့ဘူးဆိုလို့ရှိရင်အဲ့ဒီမေတ္တာဟာကန့်တတ်ချက်တွေကြော်ဖြတ်သွားတဲ့အမြဲတမ်းခိုင်မာတဲ့မေတ္တာတရားဖြစ်သွားပြီလို့ဒီလိုဆိုတာအဲ့ဒါလိုလေ့ကျင့်ပြီးတဲ့အခါမှာဒီလောကလုံးမှာရှိတဲ့တ attva တွေပေါ်မှာမေတ္တာတရားကိုဖြန့်ကျက်ပြီးတော့နေမယ်ဆိုလို့ရှိရင်ဒေါသဆိုတာလုံးဝလာလို့မရတော့ဘူးတဲ့နောက်ဆုံးမှာထိုမေတ္တာကိုအခြေခံပြီးတဲ့အခါမှာဘာလို့อ่ะထိုမေတ္တာစိတ်ဓာတ်မှာပါတဲ့သဘာဝတရားတွေကိုရှုမှတ်ဆင်ခြင်ပွားများအထောက်လိုက်ထိုမေတ္တာနဲ့ရှင်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်အခြေအနေတွေကနန္တရားထိုမေတ္တာရဲ့တရားနှလုံးသားကရုပ်တရားဟောရုပ်နဲ့နာနဲ့ဒီနှမျိုးရှိတယ်ဆိုတာကိုသဘောပေါက်လာလို့ရှိရင်ဒါဝိပဿနာလမ်းကြောင်းပဲစဝင်လာတာပဲသမထကနေဝိပဿနာပြောင်းတယ်လို့ခေါ်တယ်မေတ္တာစိတ်ဓာတ်ကိုရှုတာဟာနန္တရားကိုရှုတာထိုမေတ္တာစိတ်ဓာတ်ရဲ့တရားမိယာနှလုံးသားရုပ်တရားတွေကိုရှုတာဟာရုပ်ကိုရှုတာဟောရုပ်နဲ့နာနဲ့ကွဲသွားပြီဆိုရင်နာမရူပပရိစ္ဆေဒညာအဲ့ဒီယုံနာနှစ်ခုကွဲသွားပြီးတဲ့အခါဒီယုတ်ထီနံတွေဟာဘာကြောင့်ဖြစ်တာတုံးလို့အကြောင်းတရားကိုလေ့လာသုံးသပ်နိုင်တဲ့အသိဉာဏ်တစ်မျိုးထပ်ဆင့်ရလာပြီဆိုရင်ပစ္စယပရိက္ခညာအဲ့ဒီဉာဏ်နှစ်မျိုးကိုအခြေခံပြီးတော့ဒီယုံနာဓမ္မသင်္ခါရတွေနဲ့အသိဉာဏ်လေးနဲ့ဆက်ပြီးတော့အလုပ်လုပ်သွားတဲ့အခါမှာမမြဲတဲ့သဘောတွေတွေ့လာတယ်ဖြစ်ပြီးပြတ်သွားတဲ့သဘောတွေတွေ့တယ်ဖြစ်ပျက်မှုတွေကအမြဲတမ်းနှိမ့်ဆက်နေတဲ့ဒုက္ခသဘောတွေတွေ့လာတယ်မဖြစ်ရအောင်မပြတ်ရအောင်ကိုယ်မှာစွမ်းရင်တတ္တိတွေမရှိဘူးဆိုတာသိလာတဲ့ကိုယ်ဆန္ဒအတိုင်းမဖြစ်ဘူးဆိုတာသိလာတဲ့အနတ္တသဘောတွေပေါ်လာတယ်အဲ့ဒါလို့မေတ္တာနဲ့ပတ်သက်ပြီးတော့ယုတ်တရားနံတရားတွေပေါ်မှာအနိစ္စလို့လည်းရှုနိုင်လာတယ်ဒုက္ခလို့ရှုနိုင်လာတယ်အနတ္တလို့ရှုနိုင်လာတယ်သမထနာဉာဏ်အဲ့ဒီကနေပြီးတော့ဆက်လက်ပြီးဖြစ်တာပြတ်တာလေးကြီးပဲအာယုံစိုက်မိလာတဲ့အခါကျတော့ဥရိယဗျဉာဏ်ထိုဥရိယဗျဉာဏ်ကနေပြီးတော့ရင့်တန်လာတဲ့အခါကျတော့ဖြစ်တာဆိုတာကိုတည်ပြီးတော့အာယုံမပြုတ်နိုင်တော့ဘူးပြက်နေတာတွေကဉာဏ်လုံးအားရှိသည့်အတွက်ကြောင့်အပြက်ဖက်မြင်နေတာမျိုးကြတော့ဘင်္ဂဉာဏ်လို့ခေါ်တယ်အဲ့ဒါလို့ပြက်တာတွေကြီးမြင်နေသည့်အတွက်ကြောင့်စိတ်ထဲမှာဘာပေါ်လာတဲ့ဉာဏ်ထဲမှာဘာပေါ်လာတာဟာပြက်နေတာဟာကြောက်เสียကြီးပါလားလို့ကြောက်เสียကြီးပါလားလို့တွေးလာတာအဲ့ဒါဘယဉာဏ်လို့ခေါ်တယ်ကြောက်เสียလို့မြင်လာတဲ့အခါကျတော့အေးဖြစ်ပျက်မှုတွေကနှိမ့်ဆက်လို့စိတ်ပြည့်เสียညှင်းငွေเสียကြီးပါလားအပြစ်တွေကိုမြင်လာတယ်ပြက်နေတဲ့အရာကြီးဟာတွေ့တာเสียမကောင်းဘူးလို့အပြစ်တွေကိုမြင်လာရင်အာဓိနဝညာအပြစ်တွေမြင်လာတဲ့အခါကျတော့မလို့ချင်တော့ဘူးညှင်းငွေလာတယ်စွန့်လွတ်ချင်လာတယ်ညှင်းငွေလာတယ်နေဗိဒညာညှင်းငွေလာတဲ့အခါကျတော့လွတ်ချင်လာတယ်ဒါတွေကိုလွတ်ချင်လာတယ်မလို့ချင်တော့ဘူးမုတ်စိတုကမြတညာအဲ့ဒီကနေပြီးတော့လွတ်ဖို့ရာအတွက်လွတ်ရလွတ်ကြောင်းကိုပြန်လီပြီးတော့ဆင်ခြင်စဉ်းစားတာကြတော့ပဋိသင်္ခာညာပြန်လီစဉ်းစားခြင်းကနေပြီးတော့သင်္ခါရတရားတွေရဲ့သဘာဝအပေါ်မှာနေသားတခြားဖြစ်သွားပြီးတော့စိတ်လှုပ်ရှားမှုတွေနည်းသွားပြီးတည်ငြိမ်မှုတွေအသိဉာဏ်တွေကလွှမ်းမိုးလာပြီဆိုရင်သင်္ခါရုပ္ပခဉာဏ်လို့ခေါ်တယ်အဲ့ဒီသင်္ခါရုပ္ပခဉာဏ်ရင့်တန်သွားပြီဆိုလို့ရှိရင်ဟောဒီဗျာပါဒဆိုတဲ့သဘာဝတရားကိုအစဉ်စဉ်ပယ်ရှားသွားနိုင်တဲ့သောတပတ္တိမဲ့သောတပတ္တိဖို့သဂရဂါမိမဲ့သဂရဂါမိဖို့အနာဂါမိမဲ့ဆိုတာလဲပေါ်လိုက်ရောဒေါသဆိုတာဘယ်တော့မှပြန်မလာတဲ့လမ်းရောက်သွားပြီအမုန်းတရားဆိုတာနှလုံးသားထဲမှာလက်ကြံမရှိတော့အနာဂံဖြစ်သွားပြီဆိုရင်အမုန်းတရားလက်ကြံမရှိတော့ဘူးတဲ့မေတ္တာပွားလို့ရှိရင်အမုန်းတရားဟာပြန်ထလာနိုင်သေးတယ်အခုခေတ်ယောဂစစ်တယ်လို့စစ်ကြည့်လို့ရှိရင် positive ဖြစ်နေအောင်မယ်နော် positive ဖြစ်လိမ့်မယ်နှလုံးသားထဲမှာအမုန်းရှိသေးသလားလို့စစ်တယ်လို့စစ်ကြည့်ရင် positive တွေးလိမ့်မယ်အနာဂါမိမဲ့ရသွားတာနဲ့တပြိုင်နက် negative ဖြစ်သွားပြီလုံးဝမရှိတော့ဘူးအဲ့ဒါကြတော့ဒေါသဆိုတဲ့စိတ်ရဲ့လှုပ်ရှားမှုစိတ်ရဲ့ပူပန်စေတတ်တဲ့သဘာဝတရားကနေပြီးတော့လုံးဝထွက်ပေါက်မေတ္တာတရားမေတ္တာတရားကိုအခြေခံတဲ့အနာဂါမိမဲ့ညာအနာဂါမိဖို့ညာဟာဒေါသရဲ့လုံးဝထွက်ပေါက်ဖြစ်ပါတယ်ဟောဒေါသဆိုတာလာခြင်းလို့မလာတော့ဘယ်တော့မှဒေါသဆိုတဲ့သဘာဝတရားဟာမိမိတဏ္ဍာမှာဖြစ်လာမှာမဟုတ်ဘူးအစဉ်ထာဝရငြိမ်းချမ်းတဲ့အနေတစ်ခုရရှိသွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဟောတယ်ယတိတံမေတ္တာစေတောဝိမု ക്തി စိတ်ရဲ့လွတ်မြောက်မှုလို့ဆိုတဲ့ဒီမေတ္တာတရားဟာတဲ့ဗျာပါဒတ္တစိတ်ထဲမှာအလိုမကျနေတဲ့ဒေါသရဲ့နေတရဏံထွက်ပေါက်ပါပဲဟောဒီနည်းနဲ့သာလင်စစ်မှန်တဲ့ထွက်ပေါက်ကိုရနိုင်တယ်နောက်ဆုံးဒေါသဆိုတာဘယ်လိုမှစိတ်ဆိုးအောင်လုပ်လဲစိတ်ဟာဘယ်တော့မှဆိုးလာတာမရှိတော့ဘူးဘုန်းကြီးတို့တွေစဉ်းစားကြည့်ဗျာပါဒဆိုတဲ့ဒေါသလူတိုင်းဖြစ်ဖူးကြတယ်ဖြ
ဖြစ်တဲ့အချိန်မှာဘလို့ခံစားရတယ်လဲစိတ်တည်ငြိမ်နေမှုတွေလုံးဝပျက်စီးသွားတယ်နှလုံးခုန်မှုတွေပြင်းထန်လာတယ်မျက်နှာတွေหนีရဲလာတယ်သွေးခုန်မှုတွေပြောင်းလဲလာတယ်နှလုံးကနေလှုပ်ဆော်လာသည့်အတွက်ကြောင့်ဘာဖြစ်လဲနှုတ်ခမ်းကအတန်ကမဟုတ်တဲ့အတန်တွေမဟုတ်တဲ့စကားတွေပြောလာတယ်လက်ကလည်းပဲအန္တရာယ်ပြုမဲ့အမှုမျိုးတွေဖြစ်လာတယ်ဟောဒေါသရဲ့ဆွမ်းဆောင်မှုတွေပဲအဲ့ဒါလို့ဒေါသဆိုတဲ့အမုန်းတရားဟာနှလုံးသားထဲမှာလုံးဝမကြမ်းအောင်ဖြည့်ရှင်းပြလိုက်နိုင်တာဒါထွက်ပေါက်အစစ်ပေါ့ဒါကိုဆိုလိုတယ်မြတ်စွာဘုရားတကယ်ကိုမြတ်အေးထို့တူပဲနောက်ထပ်ထွက်ပေါက်တစ်ခုကဘာလဲနောက်ထပ်ထွက်ပေါက်တစ်ခုရှာရအောင်မယ်လူတွေမှာတခါတရံကြတော့ဒေါသတယ်မကဘူးဆိုပါစို့စိတ်ဆိုးတယ်ဆိုတာရိုးစိတ်ဆိုးကြတာပဲလေကိုယ်အလိုမကြရဲ့မိဘကသားသမီးကိုစိတ်ဆိုးတယ်နော်တကယ်ချင်းချင်းစိတ်ဆိုးကြတယ်အဲ့ဒီလိုစိတ်ဆိုးတယ်ဆိုတဲ့ထဲမှာတတ်ချင်ဖြတ်ချင်တာဆိုတာပါလားမပါဘူးနော်မိဘကသားသမီးကိုစိတ်ဆိုးတယ်ဆိုတဲ့နေရာမှာဒီကောင်သေအောင်လုပ်မယ်ဆိုတဲ့စိတ်ပါရလားမပါဘူးနော်အေးအဲ့ဒီစိတ်ဓာတ်မျိုးပါလာပြီဆိုလို့ရှိရင်သူ့ကိုဘာခေါ်လဲဆိုတော့ဝိဟေတာလို့ခေါ်တယ်ရက်ဆက်လာတယ်ရက်ဆက်မှုညှဉ်းပန်းနှိပ်စက်မှုဆိုတဲ့သဘောတရားစိတ်ဓာတ်ထဲမှာဖြစ်ပေါ်လာတတ်တယ်တဲ့ဘုန်းကြီးတို့တွေဒေါသကိုမထိန်းတဲ့အခါမှာညှဉ်းပန်းနှိပ်စက်လိုမှုဆိုတဲ့ဝိဟေတာတရားစိတ်ဓာတ်ထဲမှာပေါ်လာပြီတဲ့အဲ့ဒါလို့ပေါ်လာလို့ရှိရင်စိတ်ကိုထွက်ပေါက်ဟာဘာနဲ့လောက်ရမလဲလို့ဆိုရင်ကရုဏာတရားကိုပွားရမယ်တဲ့ကရုဏာဆိုတာကြည့်သူများကိုညှဉ်းဆဲလိုမှုရက်ဆက်လိုမှုဆိုတဲ့ cruelty ဆိုတာနဲ့ဆန့်ကျင်ပဲဖြစ်တယ်ဒါကြောင့်မို့ကရုဏာတရားကိုပွားပြီးဆိုလို့ရှိရင်လောကမှာအစင်မပြေတဲ့ပုဂ္ဂိုလ်တွေတနာစရာကောင်းတဲ့ပုဂ္ဂိုလ်တွေဆိုပါစို့ယောဂဖြစ်လို့ဒုက္ခဝေဒနာခံစားနေရတဲ့ပုဂ္ဂိုလ်စီးပွားရေးအစင်မပြေလို့စိတ်ညစ်နေတဲ့ပုဂ္ဂိုလ်စားစရာတောက်စရာမရှိလို့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်နေစရာမရှိလို့အတိဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်လောကမှာအစင်မပြေတဲ့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာဒါတနာစရာပုဂ္ဂိုလ်ပဲအဲ့ဒါလို့တနာစရာပုဂ္ဂိုလ်ကိုရွေးချယ်ပြီးတော့ဒုက္ခမုတ်ဆန္တုအခြေအနေဆိုးတွေကသူလွတ်မြောက်ပါစေမကောင်းတဲ့အခြေအနေတွေဆင်းရဲဒုက္ခတွေကလွတ်မြောက်ပါစေဆိုတဲ့စိတ်ဓာတ်ကလေးနဲ့အဲ့ဒါလို့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်နဲ့ဒီစိတ်ကိုလေ့ကျင့်ယူရမယ်တဲ့လေ့ကျင့်လို့ရှိရင်ခုနကမေတ္တာလေ့ကျင့်တယ်လို့လေ့ကျင့်လို့အောင်မြင်လာပြီဆိုလို့ရှိရင်ခုနကဝိဟေတာဆိုတဲ့တရားညှင်းဆဲလုံမှုရက်ဆက်တယ်ဆိုတဲ့သဘောတရားဟာသူ့တဏ္ဍာမှာလုံးဝမရှိတော့အောင်လွတ်မြောက်သွားနိုင်ပါတယ်ဒါလည်းထွက်ပေါက်တစ်ခုပဲနောက်တစ်ခုကဘာတော့ဆိုရင်လောကလူတွေဟာကိုယ်နဲ့ပြိုင်ဘက်ဖြစ်စေကိုယ်အိမ်နီးနာချင်းဖြစ်စေကိုယ်အတိတဲကဖြစ်စေမတိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေကြီးပွားတိုးတက်ပြီးတော့ကိုယ့်ရဲ့တာသွားလို့ရှိရင်ဝမ်းသာနိုင်ခဲ့တယ်ပေါ့ဝမ်းမသာကြဘူးဝမ်းမသာနိုင်တာဘာကြောင့်ဝမ်းမသာတာတော့ဆိုရင်အိတ်သာလို့ခေါ်တဲ့ jealousy ကြောင့်ဝမ်းမသာတာအဲ့ဒီ jealousy ဆိုတဲ့သဘောတရားဟာသူတစ်ပါးအောင်မြင်မှုနဲ့ပတ်သက်ပြီးစိတ်ထဲမှာပျော်မွေ့မှုမရှိဘူးပျော်မွေ့မှုမရှိဘူးအဲ့ဒါလည်းစိတ်ရဲ့ emotion တစ်ခုပဲအဲ့ဒါဖြစ်လာပြီဆိုလို့ရှိရင် jealousy တွေဖြစ်တယ်ထို jealousy တွေလွှမ်းမိုးလာတဲ့ပုဂ္ဂိုလ်တယောက်ဟာသူများကိုတော့အန္တရာယ်ပြုတတ်တယ်တခါတော့ကကြားဖို့ပါလိမ့်မယ်အမေရိကန်နိုင်ငံမှာအမျိုးသမီးချန်ပီယံတွေကစကိတ်စီးတဲ့မျိုးသမီးချန်ပီယံဒီအားကစားမှာသူကထူးချွန်လို့တရဖူဆောင်းထားတဲ့ပုဂ္ဂိုလ်နောက်ထပ်အမျိုးသမီးအားကစားတစ်ယောက်ပေါ်လာတယ်စကိတ်စီးပြိုင်ပွဲသူနဲ့ရှင်ပြိုင်လာလိုက်သူ့ရဲ့ဆုကိုလူတော့မယ်သူ့နေရာကိုယူတော့မယ်ဆိုတာမခံနိုင်ဘူးမကြည့်နိုင်ဘူးဒါကြောင့်မို့လူစိုးကိုပတ်စံပေးပြီးငှားပြီးအဲ့ဒီအမျိုးသမီးခြေထောက်ကိုရိုက်ချိုးခိုင်းတယ်ဒါလောကမှာတကယ်ဖြစ်ခဲ့တာ true story တကယ်အစစ်မှန်ဖြစ်ခဲ့အဲ့ဒါမျိုးကဘာကြောင့်ဖြစ်တာတော့ဆိုလို့ရှိရင် jealousy ခေါ်တယ်ပေါ့အဲ့ဒါလို့ jealousy ဖြစ်လာတာကောင်းလားဆိုကောင်းအလွန်ဆိုးတယ်သူများရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့မခံနိုင်တဲ့သဘောအဲ့ဒီမခံနိုင်တဲ့ emotion stress လို့ခေါ်တဲ့စိတ်ရဲ့ဖိစီးမှုပေါ်လာလို့ရှိရင်ဘာနဲ့ထွက်ပေါက်ရှာရမလဲလို့ဆိုရင်မုဒိတာဆိုတာဝမ်းသာနိုင်အောင်ကြိုးစားရမယ်မုဒိတာတရားပွားများခြင်းဖြင့်ထွက်ပေါက်ရှာရမယ်တဲ့မုဒိတာတရားပွားများခြင်းလို့ရှိရင်အောင်မြင်ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေကိုကြည့်ပြီးယထာလတ္ထတံပတ္တိတောမာဝိကိသန္တုရထားတဲ့စိစိတ်အခြေအနေတွေကအောင်မြင်မှုတွေကနေဘယ်တော့မှဆုတ်ယုတ်မသွားပါစေနဲ့ထာဝရပျော်နိုင်ကြပါစေထာဝရရွှင်နိုင်ကြပါစေရ
ရရှိထားတဲ့အခြေအနေကောင်းတွေကဆွေးရုပ်ပျက်စီးမသွားကြပါစေနဲ့ဟောအဲ့ဒီပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးဒီစိတ်ဓာတ်လေးကိုလေ့ကျင့်ပေးရမယ်လေ့ကျင့်ပေးလို့ရှိရင်ခုနပြောတဲ့သူများစိတ်နဲ့ပတ်သက်ပြီးတော့အကောင်းမပြောနိုင်တဲ့အရတိဆိုတဲ့မပြောမွေ့တဲ့စိတ်ရဲ့ဆန့်ကျင်နေတဲ့သဘောတရားတစ်ခုရဲ့ထွက်ပေါက်ရသွားမှာဖြစ်ပါတယ်ဒါမုဒိတာထွက်ပေါက်နောက်တစ်ခုကဘာလဲလို့ဆိုလို့ရှိရင်လူတွေမှာချစ်ချင်းမုန်းချင်းဆိုတာရှိတယ်ချစ်ရင်ချစ်မယ်မချစ်ရင်မုန်းမယ်ချစ်ချင်းမုန်းချင်းဆိုတာအစွန်းနှစ်ခုပဲစိတ်ဓာတ်မှာ balance မဖြစ်လို့အစွန်းနှစ်ခုရောက်နေတဲ့စိတ်ဓာတ်အဲ့ဒီအစွန်းထွက်နေတဲ့စိတ်ဓာတ်ကလွတ်မြောက်ခြင်းလို့ရှိရင်ဘာလုပ်ရမလဲဆိုရင်ဥပိ္ပခပွားနိုင်ရမယ်ဥပိ္ပခဆိုတာဘယ်လိုပွားတာလဲတဗ္ဗေတတ္တာကမ္မတကအေးတတ္တဝါဆိုတာသူကံနဲ့သူလာတာစဉ်းစားပြီးတော့ချစ်ချင်းကိုလည်းရှော့မယ်မုန်းချင်းကိုလည်းရှော့ချစ်ချင်းမုန်းချင်းထိုနှမျိုးလုံးမပါဘဲနဲ့တည်ငြိမ်တဲ့သဘာဝတရားတစ်ခုကိုဥပိ္ပခလို့ခေါ်တယ်အေးဒီကနေ့အရာထဲမှာတော့ဥပိ္ပခဆိုတာကိုမတဲ့လို့မခေါ်တဲ့ပုဂ္ဂိုလ်ဥပိ္ပခလို့ဥပိ္ပခရှုတယ်လို့ပြောနေကြတယ်အဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူးဥပိ္ပခကအလွန်မမြတ်တယ်ချစ်ချင်းမုန်းချင်းဆိုတဲ့အစွန်းဘက်ကိုမရှိစေဘဲနဲ့တိမှတ်တည်ငြိမ်တဲ့သဘောထားဒါကြောင့်မို့လို့ equanimity လို့အင်္ဂလိပ်လိုပြန် equanimity ဆိုတာစိတ်ရဲ့တည်ငြိမ်မှုပဲအဲ့ဒီတည်ငြိမ်မှုကစိတ်မတည်ငြိမ်တဲ့ emotion လို့ဆိုတဲ့ရာဂတို့ဒေါသတို့ရဲ့ထွက်ပေါက်ပဲရာဂရဲ့ထွက်ပေါက်ဒါကြောင့်မို့မြတ်စွာဘုရားကဥပိ္ပခဆိုတဲ့စေတောဝိမု ക്തി ဟာရာဂရဲ့ထွက်ပေါက်ပါဟောဒီလိုဟောထားတာရှိဒါကြောင့်မို့အဲ့ဒါကိုလည်းပဲလေ့ကျင့်ပွားများခြင်းဖြင့်မိမိတို့ရဲ့မှန်ကန်တဲ့ထွက်ပေါက်တစ်ခုရရှိနိုင်တာဖြစ်တယ်နောက်တစ်ခုကတော့ဝိပဿနာကျင့်စဉ်နဲ့ပတ်သက်လာတယ်ဘုန်းကြီးတို့တွေမှာအရာခတ်သိမ်းကိုကြည့်လိုက်တာနဲ့တပြိုင်နက်ကိုပဲဖြစ်စေကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုပဲဖြစ်စေနိစ္စထာဝရလို့ထင်နေကြရဲတယ်ဆိုတဲ့အတွေးကြီးတွေရှိနေကြဝိပဿနာတရားကိုကျင့်ကြံကြိုးကိုအထုတ်လိုက်ပြီဆိုလို့ရှိရင်စက္ကန့်မလတ်ပြောင်းလဲနေတဲ့သဘောတရားတွေပြောင်းလဲပျက်စီးနေတဲ့အရာတွေကိုတွေ့မြင်လာပြီဆိုလို့ရှိရင်ခုနမြဲတယ်ဆိုတဲ့အတွေးတွေကိုရှော့ချနိုင်သွားတယ်ပေါ့အဲ့ဒီမြဲတယ်ဆိုတဲ့ဟာကိုနိစ္စနမိတ်မြဲတယ်လို့ယူဆနိုင်တဲ့အရေးအယောင်ဟာတခုမှမရှိဘူးဝိပဿနာဉာဏ်ရင့်တန်လာတဲ့ဘလဝဝိပဿနာအကောင်းတဲ့ဝိပဿနာတရားတစ်ခုဟာခုနတုန်းကမြဲတယ်လို့ထင်တဲ့အရေးအယောင်တွေကိုထင်မြင်ယူဆနေတဲ့စိတ်ရဲ့ထွက်ပေါက်တစ်ခုပဲဝိပဿနာတရားကိုကျင့်ကြံကြုတ်ကိုအထုတ်ခြင်းဖြင့်မြဲတယ်ဆိုတဲ့အရေးအယောင်တွေကိုဖယ်ရှားပြစ်နိုင်ပြီးတော့စင်ထာဝရမမြဲဘူးဆိုတဲ့အမှန်အကန်ကိုမြင်လာနိုင်ပါတယ်ဒါကအလွန်အဆင့်မြင့်တဲ့ထွက်ပေါက်တစ်ခုပါအဲ့ဒီထွက်ပေါက်ရထားပြီဆိုလို့ရှိရင်တောကဆိုတာနည်းသွားမယ်တွေ့တာမှုတွေဆိုတာရှော့ချနိုင်လာမယ်ဒီလိုနောက်ဆုံးထွက်ပေါက်တစ်ခုကတော့ဘာလဲလို့ဆိုလို့ရှိရင်ငါဆိုတဲ့မာနပဲလောကမှာဒီမာနဆိုတာလေးကကျန်နေတယ်မာနဆိုတာကိုယ့်ရဲ့အည်အသွေးပေါ်မှာအခြေစိုက်ထားပြီးတော့ဖြစ်ပေါ်နေတဲ့သဘောတရားတစ်ခုပဲကိုယ့်ရဲ့အည်အချင်းကိုအခြေစိုက်ပြီးတော့ဖြစ်ပေါ်ထားတာဒါကိုစာပေကအတ္တမိမာနလို့ပြောတယ်မာနဆိုတာဟာသူများတဲ့တာတယ်လို့ပြောမှမာနမဟုတ်ဘူးကိုယ်စိတ်ထဲမှာကိုဟာကဆိုပါစို့လူတွေမှာဖြစ်တတ်တယ်လေဆိုပါစို့အဘိဓမ္မာတရားဟောလို့ရှင်ငါနားမလဲပါဘူးကွာနားလိုက်နိုင်မှာမဟုတ်ပါဘူးတို့နဲ့မမိပါဘူးလို့အဲ့ဒါလိုတွေးတာလဲမာနပဲနှိမ့်ချတဲ့မာနပဲဟေးဒါလေးကတော့ငါအတွက်လွယ်လွယ်လေးပဲလို့သွားတွေးလို့ရှင်လေဒါလည်းသူ့အရေးချင်းပေါ်တွေးတာဖြစ်တဲ့အတွက်ကြောင့်ဒါလည်းမာနပဲအဲ့ဒီလိုမာနမျိုးတွေဟာတရားသူတရားမြတ်ရဖို့ရအတွက်ကြတော့အဟံတာတစ်ခုဖြစ်တယ်ပေါ့ဒါကြောင့်မို့အဲ့ဒီအဟံတာဆိုတဲ့ကိုယ့်ရဲ့အရေးချင်းပေါ်မှာအားကိုးပြီးတော့ဖြစ်ပေါ်နေတဲ့အထင်တွေကိုပျောက်သွားဖို့ရအတွက်ကတော့ခုနဝိပဿနာကျင့်စဉ်ကျင့်ပြီးနောက်ဆုံးယဟန္တာပုဂ္ဂိုလ်ဘဝရောက်သွားလို့ရတ္တမေရတ္တဖို့ရသွားပြီဆိုလို့ရှိရင်တော့ခုနကပြောတဲ့ကိုယ့်ရဲ့အရေးအသွေးပေါ်မှာအထင်ရောက်တဲ့မာနတရားဟာလုံးဝရှင်းသွားပါလိမ့်မယ်အဲ့ဒါကမာနတရားရဲ့ထွက်ပေါက်ပါဟောအဲ့ဒါလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကနိတ္တရဏဓာတုတုတ်မှာစိတ်ရဲ့ထွက်ပေါက်များဆိုပြီးတော့ဟောထားတာရှိပါတယ်ဒီထွက်ပေါက်များသေးတာလည်းတကယ်စစ်မှန်တဲ့ထွက်ပေါက်များဖြစ်သည့်အတွက်ကြောင့်ထွက်ပေါက်များဖြစ်တယ်ဒုတရားများဟာလက်တွေ့လေးလာကျင့်သုံးနိုင်မယ်ဆိုရင်ဒီထွက်ပေါက်တွေဟာကိုယ်ကိုယ်တိုင်သိရှိနိုင်တဲ့ထွက်ပေါက်မျိုးတွေဖြစ်တယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့စိတ်ရဲ့ထွက်ပေါက်များကိုလက်တွေ့ချအသုံးချပြီးတော့မိမိတို့ရဲ့စိတ်ထဲမှာအကျဉ်းကျတွေ့လာတဲ့ဒေါသဆိုတဲ့ emotion တွေနော်ဝိဟိတဆိုတဲ့ emotion တွေအရတိမပြောင်းမွေ့နိုင်တဲ့ emotion တွေရာဂဆိုတဲ့တတ်မဲ့တဲ့ emotion တွေသင်္ခါရတရားတွေနဲ့ပတ်သက်ပြီးတော့မြဲတယ်ဆိုတဲ့
အထင်နမိတ်တွေကိုထင်းနေတဲ့အည်အသွေးပေါ်မှာအခြေပြုပြီးတော့ထားတဲ့မာနတွေအဲ့ဒီ emotion တရားတွေရဲ့ထွက်ပေါက်ကိုတကယ်လုံးဝလွတ်မြောက်နိုင်တဲ့ထွက်ပေါက်တွေဟာမေတ္တာတို့ကရုဏာတို့မုဒိတာတို့ဥပိ္ပခာတို့ဝိပဿနာနဲ့အရဟတမေဉာဏ်များတာဖြစ်တယ်လို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့သည်အစစ်စစ်မိမိတို့တဏ္ဍာမှာလေ့ကျင့်ယူခြင်းဖြစ်အဆိုပါတရားတွေဟာလူတိုင်းနဲ့သက်ဆိုင်ပြီးတော့ရနိုင်တဲ့တရားတွေဖြစ်တဲ့အကြောင်းကိုယ်တိုင်သိရှိနားလည်ပြီးတော့မိမိတို့မှာထွက်ပေါက်ကိုမှန်ကန်တဲ့နိလန်းနဲ့ရအောင်ရှာခြင်းဖြင့်သာဝရငြိမ့်တဲ့အငြိမ့်တိုက်ကိုကိုယ်စီကိုယ်ငှမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းပါစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းပါစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတပိတံပဝါယံတုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပို့အပ်မေတ္တာတဟုရောင်ပြူပါဝင်းငွေလမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်တပိတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားအစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံလန္တဝန္တာရွှင်မြူဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်ပေဒုက္ခန္တကလေအောက်လေတဲ့ရောရှက်သင်ပြန့်ပီတိတည်ဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်းလိုင်း၍နေကြပါစေကုန်သတည်း